အားလုံးပဲမင်္ဂလာပါဓမ္မတုတ္တမျှဝေရ channel ကနေပြန်လေးကြိုဆိုပါရစေဓမ္မတုတ္တမျှဝေရ channel အားဆိုလို့ရှိရင်ဓမ္မရေးရအဖျားဖျားတုတ္တရေးရအဖျားဖျားတွေကိုပုံမှန်မျှဝေပေးနေတာပဲဖြစ်ပါတယ်ဒီကနေ့မျှဝေသွားမှာကတော့ဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့ဘာသာရေးပြဿနာတွေမတိနာမလဲတဲ့ဘာသာရေးပြဿနာတွေမေးမြန်းလျှောက်ထားလာတာကိုဗုဒ္ဓဘာသာရေးရမှာကျွမ်းကျင်လိမ္မာတဲ့ဆရာတော်ဗဒနာဒီလောကသားရရဝေထွန်းကပြန်လည်ဖြေကြားထားတာတွေကိုမျှဝေသွားမှာပဲဖြစ်ပါတယ်ကျောက်ဆယ်မျိုးကမောင်မျိုးမြင့်ကဒီလိုမေးမြန်းလျှောက်ထားလာတဲ့မိကွန်းဖြစ်ပါတယ်ဖျားလက်ထက်ကတိရစ္ဆာန်များဟာတဲ့မာကရဘာသာနဲ့စကားပြောဆိုကြပါသလားဖျားတဲ့ဘဲချရနိုင်စပြီးတော့တိရစ္ဆာန်များကမာကရဘာသာနဲ့စကားပြောခြင်းရက်စဲသွားပါတယ်တဲ့အခုခါမှာဆိုလို့ရှိရင်တိရစ္ဆာန်တွေကအဘဲကြောင့်စကားမပြောကြပါသလဲဖျားဆိုတဲ့မိကွန်းကိုဆရာတော်ကဒီလိုဖြေကြားထားပါတယ်တိရစ္ဆာန်များကတဲ့တဘာဝအဖြစ်မာကရဘာသာဒါမှမဟုတ်ရင်လူတို့ဘာသာစကားနဲ့စကားပြောကြခြင်းမရှိကြပါဘူးတဲ့ဖျားလက်ထက်ကလည်းတိရစ္ဆာန်တို့လူတို့ဘာသာစကားကိုပြောကြတယ်ဟူလို့မရှိခဲ့ပါဘူးမြေခွေးစိတ်သမင်စသည်တို့လူဘာသာပြောတယ်လို့ကျမ်းနိဗ္ဗာန်လာသည်ဆိုတာကတော့နှစ်ပေါင်းဂရေသိန်းသမကလွန်မှတရားတစ်စစ်မဖြစ်ဘူးမြဲဖြစ်တဲ့အံ့ဩစပွဲဆန်းဆန်းကြဲကြဲဖြစ်ခြင်းပဲဖြစ်တယ်အစင်မပြတ်ဇန်နိဗ္ဗာန်တိုင်းပြောဆိုတာမဟုတ်ဘူးအဲ့ဒီလိုတရားတစ်စစ်ဖြစ်ခြင်းမျိုးဒီကအစိမ့်နေရလောကသဘောအဖြစ်ဖြစ်တင်တာပဲဖြစ်တယ်အဲ့ဒီလိုဖြစ်ခြင်းဟာရှေးကသာမဟုတ်ဘူးအခုကာလ၌လည်းဖြစ်တဲ့ကြောင်းကိုတတပတိကပု္ပ္ပာဝိသစ္စနာကျမ်းမှာပါရှိပေတယ်မြန်မာနိုင်ငံကမကြာမီကစကားပြောတဲ့ကြီးတွေပေါ်ပေါက်ခဲ့ဘူးတယ်အင်္ဂလန်မှာခွေးငယ်ကလူစကားပြောတာမက္ကဆီကိုမှာကြောင်ကစကားပြောတာဒါရီကအံ့ဖွယ်စာဆောင်တွေမှာမကြာဖတ်ရှုရပါတယ်ဒီခေတ်မှာလည်းတရိษံစကားပြောခြင်းများကိုတွေ့ကြုံရနိုင်ပါတယ်ဖျားလောင်းတော်တို့ဟာယတိယဟဇန်ဘိညာဉ်ရတဲ့ဘဝများ၌မဟာဝိဇ္ဇာဉာဏ်စတဲ့အထက်တန်းကျတဲ့ဉာဏ်များရခဲ့ဘူးတဲ့အတွက်အကုသိုလ်အကျိုးပေးကတရိษံဘဝမှာဖြစ်ရတော့လဲအလိုရှိရင်တရားဟောနိုင်တာလူဘာသာစကားကိုပြောကြားနိုင်ခြင်းများရှိကြောင်းဒါကြောင့်ဇန်နိဘတ်တော်တွေမှာဖျားလောင်းတောင်းမင်းတမင်မင်းဟင်းသာမင်းစသည်တို့တရားဟောကြောင်းများကိုဖတ်ရှုရပေတယ်လို့ဖြေကြားထားပါတယ်။နောက်မေးခွန်းတစ်ခုကတော့အင်းစိန်ကမမိမိနွယ်ကမေးထားတာပါ။ဘယ်လိုမေးထားလဲဆိုတော့ကုသိုလ်ကောင်းမှုပြုပြီးရင်တဲ့လောကီလောကုတ္တရာချမ်းသာများရရှိရန်ဆုတောင်းမှုလိုအပ်ပါသလားဖရာတဲ့ဆုမတောင်းမဲနဲ့လေရနိုင်ပါသလားဖရာဖြေကြားပြီးတော်မူပါဖရာဆိုတဲ့မိကွန်းကိုဆရာတော်ကဒီလိုဖြေကြားထားပါတယ်ဗုဒ္ဓဘာသာတို့ဆုတောင်းဆုယူကိစ္စနဲ့ပတ်သက်ပြီးတော့ဒီဆောင်ပုဒ်ကလေးကိုကြက်မှတ်ထားတင်ပါတယ်နံပါတ်1ကတော့ကျွတ်စုမတောင်းကောင်းစွာမကျင့်ကျွတ်ခွန်မရနံပါတ်2ကတော့ကျွတ်စုမတောင်းကောင်းစွာကားကျင့်ကျွတ်ခွန်မရနံပါတ်3ကကျွတ်စုသာတောင်းကောင်းစွာမကျင့်ကျွတ်ခွန်မရနံပါတ်4ကတော့ကျွတ်စုလေတောင်းကောင်းစွာလေကျင့်ကျွတ်ခွန်ကိုရအတိပ္ပယ်ကစုလဲမတောင်းလူလဲမလူကောင်းမှုလဲမပြုတ်သူတို့မှာဝိတွန်းမှာသာတင့်ငုတ်တို့တဖွဲမကျွတ်မတော့နိုင်မဲအမြဲလေပတ်နေရသူဖြစ်တယ်ငရဲတင့်ငုတ်လို့ဩဟာရပြုကြတယ်အပေလေးပုံလိုက်သာအရောက်များနေရမယ်ဖြစ်တယ်လူကလူတယ်ကုသိုလ်ကောင်းမှုပြုတယ်နိဗ္ဗာန်ကိုဆုမတောင်းရင်တော့ဝိတွန်းမှာသာပျော်မွေ့သူပုဂ္ဂိုလ်မြည်တယ်လူပြည်နတ်ပြည်၌ဖြစ်နိုင်ပါတယ်အပေလေးပုံနဲ့ဆွေမျိုးမကင်းလို့အများအားဖြင့်အပေမှာနစ်တက်ချေတယ်။နောက်တစ်မျိုးကတော့စုကားတောင်းပါတယ်။ကုသိုလ်ကောင်းမှုကမပြုဘူး။ကောင်းစွာကျင့်ကြံအားထုတ်ခြင်းမရှိဘူး။အဲ့ဒီသူတွေကလည်းဝတ်တွန်းလိုက်တာမိပြီးတော့တလဲလဲဖြစ်ပြီးတော့အပေလေးရွာမှာလှဲ့လေရတတ်တယ်။နောက်တစ်မျိုးကတော့အလှတန်းလေးပြုတယ်။ကုသိုလ်ကောင်းမှုပြုလို့ရင်လည်းဣဒံမေပုံညာနိဗ္ဗာနတ္တပစ္စယောဟောတုလို့မိမိပြုတဲ့ကကုသိုလ်ကောင်းမှုဟာနိဗ္ဗာန်မဲ့ဖို့ရဲ့အကြောင်းတရားဖြစ်ပါစေလို့ဆုတောင်းသူတည်တာမိမိဆုတောင်းတိုင်းအိုခြင်းကင်းရာနာခြင်းကင်းရာတေခြင်းကင်းရာနိဗ္ဗာန်ချမ်းသာရရေးဖြစ်တဲ့အတွက်ကုသိုလ်ကောင်းမှုပြုတိုင်းနိဗ္ဗာန်ဆုကိုတောင်းရမည်သာဖြစ်တယ်အမှန်မှာတော့နိဗ္ဗာန်ဆုတောင်းရပြုလုပ်တဲ့ဒါနသီလစသည်တို့ကသာဒါနပါရမီ
ပါရမီဒါနပါရမီတီလဖြစ်ပြီးတော့မက်ဖို့နိဗ္ဗာန်ကိုပို့ဆောင်မှာပဲဖြစ်တယ်ကုသိုလ်ပြုတိုင်းမက်ဖို့နိဗ္ဗာန်စုမိမိလိုအပ်တဲ့ဘောရီစုတို့ကိုတောင်းကြရပါမယ်။ဒါကြောင့်ပဲရှေ့ဆရာများတို့ဟာဩကာသကရောကမ်းမှာစပြီးတော့ဆုတောင်းကိုထည့်ပေးထားပေးတယ်။အလွန်ကောင်းတဲ့အစဉ်လာဖြစ်ပါတယ်။တချို့ကဆုပေးမဲ့ပုဂ္ဂိုလ်ရှိနေရင်ဆုတောင်းကိုထည့်၍ဆိုရမလို့ဆိုကြတယ်။ဆုပေးမဲ့ပုဂ္ဂိုလ်ကတောင်းတည်တိုင်းဖြစ်စေရန်ပံ့ပိုးပေးုံသာဖြစ်ပြီးတော့မိမိကိုယ်တိုင်နှုတ်မြွက်ဆူတောင်းမိရန်အရေးကြီးလာပါတယ်လို့ဖြေကြားထားပါတယ်။ဒါကြောင့်ဓမ္မမိတ်ဆွေသူတော်ကောင်းပေါင်းတို့ဘယ်အရာကိုပဲမိမိလူရန်သည်ဖြစ်စေဘယ်လိုကုသိုလ်ကောင်းမှုကိုပြုသည်ဖြစ်စေနိဗ္ဗာန်စုကိုတော့တောင်းရမှာပဲဖြစ်ပါတယ်။နောက်မေးခွန်းတစ်ခုကတော့ရန်ကုန်မြို့ကဒေါ်ရင်ရင်လှနဲ့ဒေါ်ခင်ငိမ့်ငိမ့်ကမေးထားတဲ့မေးခွန်းမှာဘယ်လိုမေးလျှောက်ထားလဲဆိုတော့နံပါတ်1ကဗုဒ္ဓဖျားရှင်ဟာတဲ့တပ္ပိညုတရွှေဉာဏ်တော်ရှင်ဖြစ်ပါတယ်တဲ့ဘာကြောင့်မလို့ရှင်အာနန္ဒာရဲ့တောင်းပန်လျှောက်ထားချက်နဲ့မိရိတော်ဂေါတမီအမှုပြုတဲ့မာတုကာမများကိုဘိက္ခုနီယဟန်မှပြုခွင့်ပေးလိုက်ပါတယ်လေဖျားဆိုတဲ့မေးခွန်းကိုဆရာတော်ကဒီလိုဖြေထားပါတယ်မိရိတော်ဂေါတမီဟာမြတ်စွာဘုရားကပိလဝိပြည်ကိုရှေးဥစွာကြွလာစားကပင်ဘိက္ခုနီဖြစ်ခွန်တောင်းခဲ့ပါတယ်မြတ်စွာဘုရားကခွင့်ပြုတော်မမူခဲ့ဘူးမြတ်စွာဘုရား9ဝါမြောက်ဝေသာလီပြည်မှာဝါဆိုတော်မူစင်မှာမိရိတော်ဂေါတမီနဲ့တာကီဝင်မင်းသမီး900တို့ကရောက်လာပြီးတော့အရှင်အာနန္ဒာကဘိက္ခုနီအခွင့်ရရန်တောင်းပန်ပေးရာနှစ်ကြိမ်တိုင်းပဲညင်းပယ်ပြီးတဲ့နောက်မှာ3ကြိမ်မြောက်ခွန်တောင်းမှခွင့်ပြုတော်မူတယ်အဲ့လိုခွင့်ပြုတော်မူတာကကဘာတသိမ့်ထက်ကဗျာဒိတ်ရပြီးတော့အာရဟတဖို့ရရန်ရှိတဲ့အမျိုးသမီးတို့သာသနာတော်တို့ဝင်ရောက်နိုင်ရန်သာဖြစ်တယ်။အဲ့လိုမြင်တော်မူပါလျက်ချက်ချင်းခွင့်မပြုရဲ့အကြိမ်ကြိမ်ပေတော်မူရတာကတော့အလွယ်တကူရတဲ့ပစ္စည်းထက်ခက်ခဲရတဲ့ပစ္စည်းကိုမှပုံမမြန်နိုးတတ်တဲ့လူတဘာဝအရာဘိက္ခုနီဘဝကိုတန်ဖိုးထားရန်ရည်ရွယ်တော်မူတဲ့သဘောပဲဖြစ်ပါတယ်။နောက်နံပါတ်1မေးခွန်းကတော့ဘိက္ခုနီများလိုက်နာကျင့်သုံးတဲ့ဂရုဓမ္မတရား8ပါးနှစ်ဟာတဲ့ညီတီတို့ဖြစ်ပါတယ်လေဖရာဆိုတဲ့မေးခွန်းကိုဆရာတော်ကဒီလိုဖြေကြားထားပါတယ်ဘိက္ခုနီများအထူးသဖြင့်မိရွေးတော်မဟာပဇာပတိဂေါတမီအတွက်ပြည့်ညတ်အပ်တဲ့ဂရုဓမ္မတရား8ပါးအနှစ်ကတော့တဲ့ဘိက္ခုနီယဟန်မများကဘိက္ခုယဟန်များအားအစဉ်လေးစားယုတည်သဖြင့်သာသနာအရှိတည်တံ့ရေးပဲဖြစ်ပါတယ်တဲ့နောက်နံပါတ်3မေးခွန်းကတော့ဘိက္ခုနီသာသနာဟာဘယ်အချိန်ကဘယ်ကဲ့သို့ကွယ်ခဲ့ပါတယ်လဲဖရာဆိုတဲ့မေးခွန်းကိုဆရာတော်ကဒီလိုဖြေထားပါတယ်ဘိက္ခုနီသာသနာဟာတီဟိုကျွန်းတီရိလင်္ကာမှာအရှိဆုံးဖြစ်တယ်သာသနာနှစ်400ကျော်မှာတီဟိုကျွန်းမှာ12နှစ်တိုင်တပုံဘေးကြီးဖြစ်တယ်ဒုတ်ပိတ်ခန္ဓာကတ်ဖြစ်တယ်ယောဂနေရကတ်ကြီးတွေဆက်လက်ဖြစ်ပွားတဲ့အပြင်ရဟန်းများပြင်အတိမကျပြေးလွှားရှောင်နေရတဲ့အတွက်ရဟန်းတွေကိုအမိပြုကနေထိုင်ရရှာတဲ့ဘိက္ခုနီတွေဟာအနေထိုင်ပြပြရတယ်ဝိနည်းသိက္ခာပုဒ်တွေကြက်တဲလာတယ်ဘုံကံနေပါလက်တပကရှားပါခြင်းစတဲ့အကြောင်းတွေကြောင့်သာသနာနှစ်900အတွင်းမှာပင်ဘိက္ခုနီသာသနာအဆက်ပြတ်သွားတယ်လို့မှတ်သားရပါတယ်လို့ဖြေကြားထားပါတယ်နောက်နံပါတ်4မေးခွန်းကတော့အခုကာလမှာတဲ့အမှန်ပင်အမျိုးသမီးများဘိက္ခုနီပြုခွင့်မရှိတော့ပါသလားဖြေကြားပြီးတော်မူပါဖះဆိုတဲ့မိခွန်းကိုဆရာတော်ကဒီလိုဖြေထားပါတယ်ဘိက္ခုနီတို့ဟာတဲ့ဘိက္ခုနီဖြစ်ဝင်ရောက်ရာမှာရှေးဥစွာဘိက္ခုနီတို့ထံမှာယဟန်ခံရပေတယ်အဲ့နောက်တော့မှယဟန်တော်များထံမှာယဟန်ခံရတယ်အဲ့လိုဘိက္ခုနီတန်ကဘိက္ခုတန်ဃာတို့ထံမှာဩကမဝါစာ4ချိန်စီဖတ်ပြီးတော့အထဝါစီကုပတမတာအဖြစ်2ကြိမ်ယဟန်ခံမှဘိက္ခုနီယဟန်မှာဖြစ်တယ်အနည်းဆုံးဘိက္ခုနီ5ပါးရှိမှယဟန်ခံပေးနိုင်တာဖြစ်တာဒီခေတ်မှာရှေးဥစွာယဟန်ခံပေးမဲ့ဘိက္ခုနီ5ပါးမရှိတော့၍ဖြစ်ရမလွယ်ကူတော့ဘူးဆိုပြီးတော့ဖြေကြားထားပါတယ်ဆရာတော်ရဲ့အဖြေတွေကအင်မတန်ရှင်းလင်းတဲ့အတွက်အင်မတန်ကြီးညိုလေးစားဖွယ်ရာဖြစ်တယ်ဆိုတဲ့အကြောင်းဓမ္မမိတ်ဆွေများကိုကောင်းနာပြီးတော့
ဘာသာရေးပြဿနာတွေကိုနားလည်စေခြင်းနဲ့စေတနာနဲ့မျှဝေရခြင်းပဲဖြစ်ပါတယ်။